ဒီနေ့တော့အိမ်ကကိုရုံးပရက်ပေါ့နော် Super Sunday မှာကိုရမ်းကြိုက်တဲ့ဝက်သွေးသူပေါ့နော်သူကကြတော့ဒီလိုမျိုးသွေးများတာထက်အစီများတာလေးပို့ကြိုက်တော့အစီများတာလေးရွေးဝယ်ခဲ့တယ်ပေါ့နော်ဒါလေးကိုချက်စားရင်လည်းကောင်းတယ်ဒါလေးကကြတော့ကျက်သွန်ဖြူစီတက်ပြီးတော့မှချက်ခံပြီးဆိုလို့ရှိရင်ငရုတ်သီးလေးနဲ့ပင်စိမ်းလေးအုပ်ပြီးမယ်ပေါ့နော်ကဲကြော်ပြပါမယ်လိုက်ကြည့်ပေးပါအောင်ရှင်ကဲအရင်ဆုံးဒဲဦးလေးနဲ့မှာပေါ့နော်စီကင်လေးနည်းနည်းထည့်လိုက်မယ်ပေါ့နော်တီးထားတယ်ခုနကျက်သွန်အမီဝတ်သွေးချက်ရင်ပေါ့နော်ရေအများကြီးနဲ့အကြာကြီးချက်ချင်အောင်လို့ရေအများကြီးနဲ့အကြာကြီးချက်ရင်တော့မာကြီးစားမကောင်းပေါ့နော်တရေလောက်လေးနဲ့ပဲတော့ဒီလိုမျိုးကြော်သလိုလေးချက်လိုက်တယ်ဝတ်သွေးလေးထည့်မယ်နော်ရတဲ့ဘက်ကစားလေးနည်းနည်းရတာမုံလေးနည်းနည်းထည့်မယ်ပေါ့နော်ရေလေးနည်းနည်းပေါ့နော်ရေလေးနည်းနည်းလေးထည့်လိုက်မယ်နော်အဖုံးမအုပ်တော့ပဲနဲ့ဒီတိုင်းလေးပဲချက်မယ်ပေါ့နော်ဒီရေလေးခန့်အောင်လို့ဒါလေးဆိုတော့ရမ်းစားလို့ကောင်းတယ်ပေါ့နော်သူကကြတော့အနှစ်မဟုတ်ဘဲနဲ့စီတက်ပြီးချက်တဲ့ကြော်တဲ့ပုံစံလေးပေါ့နောက်ဆုံးကျရင်ငရုတ်သီးစိမ်းလေးရယ်ပြီးသွားလို့ရှိရင်ပင်စိမ်းလေးရခတ်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်အရင်ကိုတော့တခြားဟင်းအမဲမလို့တော့ဘူးဒီတစ်မျိုးတည်းနဲ့ထမင်းစားမှာပေါ့နော်ဒီတစ်မျိုးတည်းနဲ့သူ့ဘဝအရင်ပြည့်စုံသွားတယ်ရေလေးလည်းနည်းနည်းခန်းသွားပြီပေါ့နော်ဒါတော့မှရေအများကြီးနဲ့မဟုတ်ဘူးနည်းနည်းလေးတောင်တော့နည်းနည်းတချို့ဟာလေးဆိုရင်ကြည်ခြင်းလို့ဖြစ်တယ်ပေါ့နော်အတုံးမပြတ်လေးကြော်စင်လာဆိုတော့ရေဒီလိုမျိုးနည်းနည်းလေးနဲ့ဆိုတော့စားလို့ပိုပြီးကောင်းတယ်ဒီနေသားလေးဆိုရပြီဆိုရင်ပင်စိမ်းလေးအုပ်မယ်ပြီးတော့ရင်ကလော်ဒီလိုထချမ်းခွဲထားရနော်ထချမ်းခွဲတာလို့ဒါဆိုရင်တော့အရန်စားလို့ကောင်းတဲ့ပင်ဝတ်သွေးကပင်စိမ်းမြေတီးကြော်လို့ရပြီပေါ့နော်ဒါဆိုရင်ဘာဟင်းမှမလို့တော့အရင်ကိုဆိုရင်ဒီတစ်မျိုးလေးနဲ့သူကပြီးတယ်ပေါ့နော်။ဆရာပါပြီရှင်။ကိုတော့ထမင်းလေးပြင်ပေးလိုက်ပါဦးမယ်။ကိုကြိုက်တာတွေချက်ကြည့်ရတာဆိုတော့မိမကြိုက်တာလေးလည်းဝယ်ပေးအောင်နော်။ကိုတော့ဒီမှာဝတ်သွေးသူပင်ဝက်ငရုတ်ပင်စိမ်းကြော်လေးနဲ့စားနေပါပြီ။အဆုံးထိကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ရှင်လိုက်ကြော်စားကြည့်ကြပါ